တော့ဆိုဒီလောက်တာအေးတော့อ่ะဒီနေ့ကျင်းနဲ့တက်ပါမယ်ဒီနေ့တက်ကဲဆွဲလို့ပါအဲ့ဒီမျိုးနဲ့တော့ပေါ့ဘူးတော့ဒီနေ့ကျွန်တော်ဒီနေ့တက်မှာပါဒီနေ့တက်ဆိုင်ရစီရောတော့တော့တော့ရောဒီစီပါကိုရမစီးနိုင်လေကိုရ before သိထားတက်စီရောမထနိုင်စီရမားလေးပါတော့ဆိုဒီလောက်တာအေးတော့อ่ะသာသိနေလားအခုသူကောင်းနေနဲ့တွေ့ပြီးတော့ကျွန်တော်အလူနဲ့စုံပါတယ်စင်လေးနဲ့ဆိုတော့တော်တော်ချစ်တည်ရှိပါတယ်အမောင်နှကောင်နဲ့စုံတယ်ပေါ့ဗျာကဲကျွန်တော်တို့မောင်နှကောင်နဲ့စုံပြီးဆက်ပြီးခီးဆက်တယ်ပေါ့သူရဲ့ကိုရိုက်ပေါ့ရိုက်ကြတယ်ပေါ့ဗျာကျွန်တော်တို့ဘိန်းတင်းနဲ့ဆိုတော့အေးဆေးပဲပေါ့ကျွန်တော်ရဲ့ဝါသနာဆိုင်ကယ်စီးရနဲ့စပင်းညက်တာပေါ့အဲ့တော့ကျွန်တော်ဆိုင်ကယ်မစီးရရင်လည်းမနေနိုင်ဘူးလေအဲ့တော့ကျွန်တော် Sunday တိုင်းမှာကျွန်တော် holiday အနေနဲ့ကျွန်တော်ရှောက်သွားတယ်ပေါ့နော်အဲ့ကျွန်တော်မှလည်းရှိရဆိုင်က VF ဆိုတော့ Vivo engine နဲ့ဆိုတော့စီရအရင်ကြီးကိုအဆင်မပြေဘူးအခုနေထားနေအဲ့တော့ကျွန်တော်ရှိရဆိုင်နဲ့ရွက်လွတ်နေပေါ့ဗျာဗန်းညာဆန်ဆန်ပေါ့အဓိကကျွန်တော်တို့ဆိုင်ကစီးနေဖို့ပဲလေဒီနေရာနဲ့ကားကြီးခဏခဏဗရိတ်ပေါက်ကြားတယ်နေရာဒီနေရာလေးကျွန်တော်အမျိုးသမီးကလည်းဆိုင်ကမောင်းနေတယ်ဆိုတော့သူ့ကိုကျွန်တော်ဆိုင်ကပေးမောင်းနေတောင်တက်တောင်ဆန်းလန်းနေသူမောင်းတက်အောင်ပေါ့အဲ့လိုမင်္ဂလာဘယ်တော့လဲခုကျွန်တော်တို့ပြင်းဦးလေးမျိုးတဲ့ကိုဝင်လာတယ်ဖြစ်လာတယ်ပြင်းဦးလေးဖြောက်လာရှင်းမှာကျွန်တော်တို့ညီလေးအော်စကာဆိုင်ကမောင်းတင်နေတာကျွန်တော်မသိဘူးဆိုတော့ဟိုးနေပိတ်ပြီးစလိုက်တာကြတော့အဲ့ဒါမကောင်းပါဘူးမလုပ်သင့်ဘူးဝေးနေရှင်ပါမင်္ဂလာပါဟယ်လိုလူဆုံးနေပါပြီရတောက်ဖို့ပဲကြံပါတော့ဘာမှမသိချင်တာလေတောက်တော့မယ်တောက်ချင်နေပြီအဲ့လေးဒီမှာစီတိုက်လေမတဲရအောင်ပြည့်ထည့်လို့ရတယ်အေးဆေးပဲလေပြောင်းထည့်ဟုတ်လားထည့်ဟုတ်လားမထည့်ဟုတ်လားတော့ထည့်လိုက်ကျွန်တော်ဆိုတောင်းမှမထည့်လာတာတို့ဒီလက်ရနာမတူလားကြရမင်းသားတွေရေးတဲ့ဒီအရင်သမားနှစ်ကောင် ABC တပူးကိုဈေးကြီးလို့ဆိုပြီးလာဖောက်နေသေးတယ်โอเคဘယ်လိုလုပ်ထားပန်းကြဟေးရဆိုတော့ဝင်ကြရဲအဗန်းရှာဆန်ဆန်လေးညဒီမှာအေးလိုက်အောင်မလုပ်ပါဘူးအဲ့တော့ပြန်ဆိုအဝေးပြန်ပြပါပြကြတယ်ဘာပြန်ဆိုင်ကနေနီးနီးလေးဒါမှဟိုပါရှိဒါမှတကယ်တော့လုံးဝဒါမှတကယ်တော့ဒီပန်းကြဘတ်တော့ချင်တာလေဟမ်အော်အေးအမိုက်တယ်ဒီရောရှိတာဒါကြီးလူရှိတာမရှိတော့နော်လိုက်ပိတ်ထားရအောင်ဟောလေပိတ်နေဟုတ်ပါပြောကြည့်အောင်တိုင်းကြည့်ပါဗျာဟောလုံးဝပန်းကြစီလုံးဝလောက်ကြရတော့လဲတော့မဆမ်မွေးတော့မကြခဏလို့လဲဆမ်မွေးစစ်ထားတာမင်းတစ်ချက်မနဲ့ဂျုံးပြန်မယ်ဆိုတော့ဟာလို့ရပို့ဆိုရတော့မှားရတယ်ဘယ်လိုခေါ်ကြမလို့အပြည့်ခင်းတော့ဗာဖြစ်လာရပတ်သက်ပါဘာတခြားမခင်းတာဘူးတခြားမခင်းတာကားဆိုတော့ကားမစကီးနဲ့မောင်းမှရမယ်စတော်ဘယ်ရီခင်းနေပါဟိုဟေးရောက်ပါပြီကဲရောက်ပါပြီ
လမ်းတော့မှအဘန်းချမ်းဆန်ဆန်ခင်းတာနော်အတားကြီးတားနေတော့ပါလက်စည်းကမို့ထိုင်ရမှာလားကျွန်တော်ဆက်ထိုင်လဲဟိုကောင်လေတဲ့ကောင်တွေတော့ဟုတ်မန်းချနေမှာတော့ကြည့်လိုက်တိုက်က ဟိုဒါရှောက်တယ် တရားတွေကတော့နည်းနည်းလေးဒီမှာ view ဆိုင်ပြီးလူဆောက်ပြီးဆိုရင်ဒီဘက်ဘေးကိုကတ်ရှောက်ဆုံးရ ဒီဘက်ဘေးကိုကတ်ရှောက် လုံးနဲ့မိမကျိုးကြပါလိမ့်မယ်ငါတို့ကြားလေးငါဆောင် ဒါပါဒါကျွန်တော်တို့ကျိုးသလားရှောက်မှာပဲဖြစ်ပါတယ်ဟိုပါကျိုးတာဝေးတော့ဝေးပြီနော်မိုက်တယ်ဒီကရေချိုးလိုက်တော့အမှုပါပြေသွားမှာ ပြည့်နော်နိုင်ချုံးမလား ဝါပါရဘယ်တော့မှနှခါမရဘူးရောဘောင်းမထားအေးစေးဘာမှနှခါမရဘူးတော့ရဟုတ်တော့ဘောင်း ကြောက်သွေးပါရင်ငါ့ကိုကြဖောက်ထုတ်ပလိုက်စမ်းတောင်ပေးနာ ဟုတ်တယ်ကျွန်တော်တို့ဖွဲ့အခုကတော့ဘန်းညာ resort ကနေ ဆက်ပါမယ်ဒီပြပါဦး အရှိဆောင်မယ်လေနေလားမသိဘူးနော်ခင်းနေတယ် ဆောင်းတော့နိုင်တော့ခုံးနေမှာ ဘန်းညာ resort ကျွန်တော်တို့ဒါကြီးစင်းမဝင်ပါတယ် ဒီဖွဲ့ရမနာတဲ့ နားရဖွဲ့ပါကျွန်တော်တို့အလားကြီးငါဆိုင်ကဲကြော ဒီကြီးရလုံးအောင်မိုက် လိုင်းနေတာ ဘယ်မင်းသားဝင်လာလို့တရားရနော် ပါနေတယ်မင်းမေးရစေတော့ဝင်းမောင်ရွှေရရောက်ကြပြီလေအာတီတယ် ဒီစင်းမှာကျွန်တော်ရမ်းချိုက်တဲ့ဆိုင်ကလေးကိုရှောက်စီရပေါ့ဗျာစီးလို့ရန်ကောင်းပါလေတနေ့နေ့တော့ဝယ်ဦးမှာပေါ့အိမ်မက်ဒီပေါ့ဗျာဖြစ်လာမှာပေါ့အဲ့ဒါကျွန်တော်စန်ဒေးညကိုကျွန်တော်ပြင်ဦးလယ်မှာအိမ်လေးလုံးချင်းခါပြီးကျွန်တော်တို့နေလိုက်တယ်ပေါ့တော်တော်အဆင်ပြေပါတယ်နေရတာဖြစ်စုံတယ်ပေါ့ဗျာနေတဲ့အေးချမ်းတယ်ဘိုက်တစ်ခုလည်းရတယ်ဒါမျိုးလေးတွေပြင်ဦးလယ်မှာလည်းရှိတယ်ဆိုတာလည်းကျွန်တော်ပြောချင်တာပေါ့ဗျာအားလုံးလည်းဟိုဖြစ်လို့ရတာပေါ့တဲမယ်တဲလို့ရပါတော့မိသားစုလေးနဲ့အရက်ကတော့ကျွန်တော်တို့ဒီမှာအရင်ပြောကြကောင်းပါတယ်ဘိုးလေးပဲတောင်းပါပါဒါလည်းစိတ်သားနဲ့ဟာတီးပါတီးမတီးတီးမတီးကြည့်လားဒီလဲလဲပဲသားလို့လားလဲပဲသားလို့လားအဲ့ဒါလည်းဒီခန်းလေးကြီးခန်းလားမင်းညပေါင်းဒါတော့တယောက်ရဲ့ခန်းလေးပါဟိုကဒီပြိုကြီးတယောက်တည်းအိတ်တယ်ခံနေအပေါ်လက်ကရန်နေကြကျွန်တော်အပေါ်ပါတယ်ဟုတ်တောင်းဝဲကဲ1 minute ဆိုရပြီလာပါပဲကဲအားလုံး bye bye အေးဟုတ်တယ်ပြောလိုက်တိုက်ပွဲကြာနေကြပါလေခွေးလေးချင်တော့အမြဲအတက်ပါညခလာပဲလေအဲ့ဒီတိုင်းပြန်ပေါင်းအဲ့မှာဆောင်းနေပါတော့ကိုကြီးစကားနော်တဲ့တယ်ဘလို့တယ်လေနမိုးလေးတော့နေတော့ထွက်လာတော့ရှိပြီအဲ့ရထားရတာလေရမ်းမိုက်ပါတယ်ဒီနေရာလေးကလေဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစားကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မန်လေးကိုပြန်တော့မှာပါ YouTube channel လည်းကျွန်တော်ထောင်ထားပါတယ်နေထွားပဲဆိုပြီးတော့လေကျွန်တော်ခီးသားဗီဒီယိုလေးတွေထွားပဲဗီဒီယိုလေးတွေကိုကြည့်နေတယ်ဆိုရင်လည်း TikTok မှာနေကြီးဆိုတဲ့အကောင့်နဲ့ YouTube မှာနေကြီးထွားပဲ TikTok မှာနေကြီးထွားပဲဆိုတဲ့အကောင့်ဒီမှာကြည့်ရှုလို့ရပါတယ်အိမ်ချန်နေကတော့တည်တဲ့အတိုင်းပဲဗျာ brand စရာကြီးပေါ့အားလုံး bye bye ကျေးဇူးအများကြီးတင်ပါတယ်